အားလုံးပဲမင်္ဂလာပါကျွန်တော်ဦးဒီနေ့ရောက်နေတဲ့နေရာကတော့အလုံးမျိုးနယ်မှာရှိတဲ့ EV နဲ့ဝင်းထဲကိုရောက်နေတာဖြစ်ပြီးတော့ဘာလာလောက်တာလဲလို့မေးရင်အခုလာမယ့်16 19 18 3ရက်မှာအမိုးရာသီအထူးဈေးရောက်ပွဲတော်ကြီးကို EV နဲ့ကနေပြီးကြီးမှုကျင်းပမှာဖြစ်ပါတယ်အဲ့ဒီပွဲမှာဆိုလို့ရှိရင်ရှိသမျှ EV ကား brand မျိုးစုံကိုတနေရာထဲမှာလေးလာကြည့်ရှုလို့ရမှာဖြစ်တဲ့အပြင် Nectar Ridra Neo မော်စတဲ့ brand 3ခုကလည်းအထူး promotion တွေပေးမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်ပါလုပ်ငန်းသုံး EV တွေမှာဒီရက်ပိုင်းထဲမှာတော်တော်လေးရောင်းရတဲ့ကားစီးကိုပြောပါဆိုလို့ရှိရင်ဒီကားပါပဲ Neo More ပါပဲ Neo More က pickup တွေလည်းတော်တော်ရောင်းရတဲ့အပြင်အခုလိုမျိုးပုံးကားဆိုလို့ရှိရင်လည်းတော်တော်လေးရောင်းရတဲ့မှာပါတယ်အဲ့လိုမျိုးတော်တော်လေးရောင်းနေရတဲ့ကားကိုမှတစ်ခါအခုဒီပွဲထဲမှာဝယ်ရဆိုရင်350 discount ရမှာဖြစ်ပါတယ်အပြင်ကို200 kW charger ပါမဲ့အပြင်နောက်မှာ back camera မှာတက်ပေးမယ်လို့ပြောတာโอเคထဲတော့ကြည့်အောင်ကဲဒါကတော့ကျွန်တော်ရဲ့ချစ်တော်ကြီး Ridra RD6 ပါပဲဒီ Ridra RD6 လို့ပြောလိုက်တာနဲ့ကျွန်တော်နဲ့ဒီကားနဲ့ကအမှတ်တရတွေအများကြီးရှိတယ်အထူးသဖြင့်အမှတ်တရဘာရှိရလို့ပြောမယ်ဆိုလို့ရှိရင်ဒီကားနဲ့ကျွန်တော်မြင်လိုက်တာနဲ့မီးဆက်ဆိုပြီးလူတော်များကျွန်တော်နောက်ကြရတယ်เนาะဒီကားကိုကျွန်တော်ဝေးဆောင်မှာမီးဆက်နဲ့အားသွင်းပါတယ်ဆိုပြီးတော့အဲ့မှာဓာတ်ပုံတစ်ပုံတက်သွားတဲ့ဟာကနေပြီးတော့စပြီးတော့အမှတ်တရတွေအများကြီးရှိတယ်ဒီကားနဲ့ကျွန်တော်ဗီဒီယိုတွေလည်းကျွန်တော်အများကြီးစမ်းမှုတယ်အိမ်မှာဒီကားအနောက်ကနေပြီးဗီဒီယိုတွေထုတ်ပြီးအဲကွန်းတွေဖွင့်တယ်ထမင်းဟင်းတွေချက်စားတယ်စသဖြင့်ဒါမျိုးတွေလည်းအများကြီးလုပ်ဖို့ရအဲ့တော့အဲ့ဒီအပြင်ကိုဈေးကြိုက်တောင်တွေပါတက်တာလဲဒီကားနဲ့ပဲတက်ခဲ့တာအဲ့တော့ဒီ Ridra RD6 ကိုဘယ်လောက်နဲ့ရောင်းပါလဲဆိုတော့3600နဲ့ကို limited stock ရှိသလောက်ပဲရမယ်လို့ဆိုတာအဲ့ဒါကတော့ဒါ Ridra ရဲ့ခုန Neo More ရဲ့ပြီးတော့ Nectar မှာဆိုလို့ရှိရင်လည်း promotion item 5ခုအထိပေးမယ်လို့လည်းဆိုထားတယ် Nectar ကားတွေဝယ်မယ်ဆိုလို့ရှိရင် okay အဲ့ဒါက Nectar ရဲ့ Ridra ရဲ့ Neo More ရဲ့ promotion ကိစ္စပြီးတော့ဒီမှာဘာကားတွေကြီးလို့ရပြီအခုမှကျွန်တော်နောက်မှာ show လိုက်နေတဲ့ကားတွေပေါ့ကျွန်တော်နောက်မှာ Hongqi ရဲ့ EQM5 ရှိတယ်ပြီးလို့ရှိရင် Dongfeng Sky လေးရှိတယ်ပြီးရင်ဒီဘက်မှာဆိုရင် Nectar X တွေရှိတယ် Nectar X ရှိတယ်မှာ Nectar V တွေရှိတယ်ပြီးရင်ဒီမှာကျွန်တော်ရှေ့မှာမြင်ရတော့ Alpha T5 ရှိတယ်ဒါလေးဆိုရင် mid-size SUV မှာလူငယ်တွေတော်တော်များများကြိုက်တဲ့ကားတစ်စီးဖြစ်ပြီးတော့ဟိုမှာဆိုလို့ရှိရင်အမ EQ3 EQ3 လေးလည်းရှိတယ်နောက်မှရှိသေးတယ်တော့ကျွန်တော်ခုနအနောက်မှာ Nectar V ပဲရှိတယ်လို့ထင်တာ Nectar V တွေမကောက်ဘူး Nectar AR တွေလည်းရှိတယ်နော် Nectar V တွေရော Nectar AR တွေရောကြိုက်တာရွေးပြီးတော့ဝယ်လို့ရတယ်ဒီမှာဆိုလို့ရှိရင်ဒါ MG4 long range ကိုမှ Type 2အဖြူရောင်လေးနော် Type 1နဲ့ Type 2ဘာကွာလဲလို့ရုပ်တရက်ကြည့်ရအနောက်မှာနောက်ထုတ်ပါခြင်းမပါခြင်းကိုလှမ်းကြည့်လိုက်လို့ရှိရင်ဒါ Type 1 Type 2ကိုအကြမ်းမြင်ခွဲလို့ရတယ်ပြီးရင်နောက်ထပ်တစ်စီးကဘတ်ဂျက်နဲ့တက်တာခြင်းတဲ့လူတွေအတွက်ဆိုလို့ရှိရင်မှာ Dongfeng Nanobox EX1 လေးနော်ဒါလေးလည်းရှိတယ်နော်ကီလိုဒါ2800လောက်ပဲရှိတယ်အသိအများကြီးမသုံးရသေးဘူးအဲ့တော့ကားတွေအများကြီးမျိုးစုံကိုတနေရာထဲမှာကြည့်လို့ရတယ်အဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးရဲ့အနှစ်ချုပ်ကိုပြောပြဒီဗီဒီယိုလေးရဲ့အနှစ်ချုပ်ကိုပြောရမယ်ဆိုလို့ရှိရင်အခုလာမယ့်16 19 18မေလ2025ခုနှစ်မှာ EV နဲ့မှာကျင်းပမယ်အထူးဈေးအောင်ပွဲတော်မှာဆိုလို့ရှိရင် Nectar Ridra Neo ပေါ့ဒီကား brand 3ခုကနေပြီးအထူးသော promotion တွေပေးမဲ့အပြင် EV ကားမျိုးစုံကိုတနေရာထဲမှာလေးလာကြည့်ရှုဝယ်ယူလို့ရမှာဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင် brand new တွေလည်းပါတယ် used ကားတွေလည်းပါတဲ့အပြင်ကိုဒီပွဲမှာ EV ကားတွေဒါဝယ်တယ်ဆိုလို့ရှိရင် EV နဲ့ရဲ့ lifetime membership ရမယ်နောက်ထပ်တစ်ချက်ကအားသွင်းဖို့အတွက်လည်း point 5သိန်းဖို့ရမှာဖြစ်ပါတယ်အဲ့ဒီအပြင်ကို EV charger တွေပါတက်ချင်သေးပါတယ်ဆိုလို့ရှိရင်ဒီမှာ charger ဝယ်တယ်ဆိုလို့ရှိရင် charger installation charges ကို90% discount ရအောင်မှာဖြစ်ပါတယ်အဲ့ဒါတွေအပြင်ဒီ EV နဲ့မှာလာပြီးတော့ EV used ကားတွေလာပြီးတော့ရောင်းချခြင်းနဲ့ဆိုလို့ရှိရင်လည်းကားပိုင်ရှင်တွေနဲ့လာပြီးပေးထားလို့ရတယ်လို့ EV brand owner တွေအနေနဲ့ဆိုလို့ရှိရင်လည်းကားတွေလာပြီးဒီမှာ display လာပြလို့ရပါတယ်အဲ့တော့အခုလာမယ့်16 19 18မေလ2025ခုနှစ်မှာ EV နဲ့မှာကျဲပါမယ်အထူးဈေးအောင်ပွဲတွေကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့သိသွားပါ